ကျွန်တော်ဟိုနေ့ကပြောခဲ့သလိုပေါ့ကျွန်တော်တို့ဒီစီးပွားရေးလုံးနေကြတယ်ကျွန်တော်တို့ရဲ့ဘဝတူဆန်ဆိုင်သမားလေးတွေအတွက်ကိုအဓိကအရေးကြီးတာကျွန်တော်တို့စီးပွားရေးမှာဈေးပေါ့နော်ဈေးကိုအမြဲတမ်း update ဖြစ်နေဖို့လိုတယ် update မဖြစ်ရင်တော့ကျွန်တော်တို့ချစ်ကိုချင်မာတို့သိတယ်မလားကြံခဲမှာဖြစ်တယ်အရင်တော့ကျွန်တော်တို့အရင်နေ့တည်းကလေချစ်ကိုချင်မာတို့တချို့ဆန်ဆိုင်လေးတွေupdate မဖြစ်ဘူးဈေးတန်းတွေကိုသူတို့အမြဲတမ်းမလေးလာဘူးဒီတိုင်းပဲရောင်းနေတယ်နောက်ဆုံးပါလေဆန်ဆိုင်တွေပြုတ်တော့ကြတယ်ဖိုင်တွေပိတ်လိုက်ရတယ်အဲ့ဒီလိုမျိုးအခြေအနေမျိုးတွေအများကြီးရှိခဲ့တယ်အဲ့ဒီနဲ့အဲ့ဒီလိုမျိုးမဖြစ်ရအောင်အတွက်ချစ်ကိုချင်မတွေအဓိကပါလေကျွန်တော်တို့ဆန်ဈေးတွေကိုအမြဲတမ်း update ဖြစ်နေဖို့လိုတယ်အဲ့ဒီနဲ့ကျွန်တော်ဟိုနေ့ကပြောသလိုပေါ့ဆန်ဈေးလေးတွေကိုကျွန်တော်တို့တက်မှတ်ပေးလို့မရဘူးတက်မှတ်တာလေးမဟုတ်ဘူးကျွန်တော်တို့ကပါလေ personal ခံမှန်းချက်တာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေကျွန်တော်ဆန်ဈေးလေးတွေကိုမကြခံမှန်းပေးတော့မယ်အဲ့ဒီပေါ်မှာကျွန်တော်တို့ချစ်ကိုချင်မတွေဘက်ကကျွန်တော်တို့ရဲ့စိန်သက်စဉ်ဆန်ရောင်းဝယ်အကောင့်လေးကိုပေါ့နော် follow လေးတွေ like လေးတွေလုပ်ဖို့တော့လိုအပ်ပါတယ်ကျွန်တော်လာမယ့်ပတ်မှာဆိုရင်တော့အခုဟိုချစ်ကိုချင်မတွေစီးပွားရေးလုပ်နေတဲ့ကိုယ့်ရဲ့ညီကိုတွေပေါ့နော်အဓိကပါလဲဆိုတော့စီးပွားရေးတစ်ခုကောင်းဖို့ဆိုရင်နိုင်ငံရေးကောင်းဖို့လည်းလိုတယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့သတင်းတွေကိုအမြဲတမ်းအဆက်မပြတ်ကြည့်နေဖို့လိုတယ်เนาะအခုဆိုရင်ကျွန်တော်တို့စီဈေးတွေရိုက်ခတ်တော့တဲ့အချိန်မှာကျွန်တော်တို့ချစ်ကိုချင်မတို့ရဲ့ဆန်ဈေးနှုန်းတွေလေရိုက်ခတ်မှုကိုခံရတယ်ဒီပေါ်မှာဘာဖြစ်လို့ကျွန်တော်တို့ကလေတော်တော်များများကျွန်တော်တို့ရဲ့ဒီစီးပွားရေးကိုရန်တရားစီနဲ့လေပတ်နေတာဖြစ်တဲ့အတွက်ဒီပေါ်မှာကားခချချက်တွေအများကြီးတက်တော့တာလေပါတယ်ပေါ့နော်အခုဆိုရင်ဒါလေးတွေစီကဒါမစိုးတလောက်လေးကျလာတဲ့အနေထားမှာကျွန်တော်တို့ဆန်ဈေးတွေကလေဒါမစိုးတလောက်လေးကျလာမယ်လို့ကျွန်တော်ခံမှန်းတယ်အဲ့တော့နဲ့ချစ်ကိုချင်မတွေကျွန်တော်တို့လာမယ့်ပတ်တမှာလေးချစ်ကိုချင်မတို့ဈေးနှုန်းလေးတွေကိုကျွန်တော်မကြတင်ပေးတော့မယ်ကျွန်တော်တို့ရဲ့ဗာလဲစိန်သစဉ်ဆန်ရောင်းဝယ်အကောင့်လေးကို like တွေ follower တွေလုပ်ပေးဖို့အတွက်လုပ်မယ်နော် okay ပါ